အားလုံးပဲမင်္ဂလာပါရှင်မနေ့ပြည့်ဆိုတော့တကြက်အကျိုးနေ့ရောက်ပြီပေါ့နော်အဲ့ကြတော့အများကြီးတော့မပွင့်နိုင်ဘူးတလားဖုန်းပိတ်လေးလူရင်ကောင်းမလားလို့စဉ်းစားအခုမှဖုန်းအကောင့်တဲကိုကြည့်လိုက်တော့10 သိန်းရှိတယ်ရှိသမျှအကုန်လုံးလူကျင်နေတာအကြည့်ပဲစိတ်ကားလေဒီအမဘယ်လောက်ထိလူကျင်လဲဒီလားအမရေဒီဟိုတလောလုံးကလေဖုန်းကြောက်မလေးဟိုလင်မယားနှစ်ယောက်ကမျက်လုံးမမြင်ရတယ်လင်မယားနှစ်ယောက်ကိုတွေ့တာအဲ့ဒါကိုလေအမကလေအဲ့လင်မယားနှစ်ယောက်ကိုမျက်လုံးတစ်လုံးလုံးမဲလို့ပြောတော့သူတို့လင်မယားနှစ်ယောက်ကသူ့ကိုလူပါဖြစ်နေတယ်အမကလေအဲ့ဒါဆိုလို့ချင်းတယောက်ကိုတစ်လုံးစီတယောက်ကိုမျက်လုံးတယောက်တစ်လုံးစီယူပေါ့နော်သူတို့နှစ်ယောက်ကငယ်လေးကကွယ်တာလို့ပြောတယ်လင်မယားနှစ်ယောက်ကလေရေစက်ချနာရေစက်ခက်ကိုလည်းမတွေ့ရဘာမတွေ့ရနဲ့တအားတနာပြီးတော့ဘယ်လိုတနာလိုက်တာအဲ့နဲ့မျက်လုံးတစ်လုံးလူမဲကျမကလည်းလှလို့ရအောင်မဆိုတော့မျက်လုံးတစ်လုံးလူမဲဆိုတော့လင်မယားနောက်ကလူနေတာသူယူမဲကိုသူယူမဲလုံနေအဲ့ဒါနဲ့အဲ့ဆိုကျမဟိုဖြစ်မယ်နှလုံးလုံးလူပလိုက်တော့မယ်ဆိုတော့သူများရအမလှုပ်လို့ရအမဘာနဲ့လုံမလို့အမယူနေလားအမကောက်နေလားအပြစ်တွေတင်တာဟေးတအားပဲအမမသားသမီးတွေရှိတာပဲဘာဖြစ်လို့အမဟိုအဖြစ်လဲအမသားသမီးတွေရှိတာပဲဘာဖြစ်လို့ဟိုအဖြစ်လဲဟိုလူမလဲဘာညာပေါ့နော်သူတို့တွေပြောတာအဲ့ဒါကိုမဟုတ်ဘူးဟေးမကသူတို့ကိုတနာပြီးတော့လူမယ်ဗျာသွားမယ်လားသွားမယ်ဆိုပြီးတော့ဟိုတွေကိုဟိုတိတကူမျက်စိစေးရုံကိုသွားပြီးတော့ဘာဒီမှမသိပါဘူးရောက်နေတယောက်စမ်းကြတာပေါ့နော်စမ်းနှလုံးလုံးလူမယ်ဗျာမမြင်ရရင်လည်းနေပါသေးတယ်ဆိုပြီးတော့သူတို့ကိုတနာပြီးတော့အဲ့ဒါနဲ့ဟိုလေးယောက်ကိုမွေးရပါဆိုတော့ထဲမရဘူးတဲ့အဲ့ဒါနဲ့ပြင်လာခဲ့ရအခုလည်းမခင်မိုးလေးနဲ့ဘာတွေလူရမလဲစဉ်းစားလိုက်အကောက်တဲ့ကြီးတော့ပတ်ဆက်ကအခုကကားရမထွက်တော့ဘူးဆိုထုံးကမယောင်းရတော့မယောင်းရဘူးဒါပေမဲ့အကောက်ထဲမှာကပတ်ဆက်က10 သိန်းရှိနေတယ်ကံကောင်းကျင်တော့အဲ့ဒါနဲ့လူအောင်မှာပဲတိတော့တယ်အကောက်တွေကလူတွေကိုဖုံးပေတယောက်ကို2000စီတော့လူဝေးမလားပေါ့စဉ်းစားပြန်တာပဲအဲ့လိုလူဖို့စဉ်းစားပြန်တာပဲတယောက်ကို2000စီလူဝေးမလို့အဲ့ဒါဖုံးနံပါတ်ချခဲ့လိုက်ပေါ့နော်ဖုန်းနံပါတ်ချခဲ့လိုက် KB တွေဝေဘေးတွေပါတယ်ဖုန်းနံပါတ်တော့မချခဲ့နဲ့ဘာဖြစ်လို့လဲဆိုတော့အခုကကလိန်ကချက်တွေပေါ်တယ်ဒီခေတ်မှာကဟိုချာ KB တွေဝေဘေးတွေဖုန်းနံပါတ်တွေဆိုရင်တခြားမလိုတဲ့လူတွေကဟဲမင်းတို့ကငါဖုန်းပေတွေကိုဘယ်တော့ထည့်ပေးမယ်ဘာညာဆိုပြီးတော့ဟိုဟတ်သွားမှာဆိုလို့မှာကစိုးရိမ်တာဖုန်းနံပါတ်ချပေးခဲ့လိုက်အမအခုအားတဲ့အချိန်မှာထည့်ပေးမယ်ဖုန်းဆက်ပြီလားမပတ်ချက်ရှိတယ်နော်ဖုန်းဆက်ပြီလားတောင်းလို့မရဘူးကိုမန့်မှာလာပြီးစရေးပြီးတောင်းလို့မရဘူးဘိုက်ပါမှာအတင်းအကျပ်တောင်းဆိုတာမျိုးတွေပဲဖြစ်စေရဘူးဖုန်းကိုတတိကိုအခြေတရားတော့ဆက်ပြီးတော့တောင်းဆိုတာမျိုးတွေအဲ့ဒါမျိုးတွေဆိုအမကဘယ်လိုပဲအမကကိုမန့်မှာတွေးတဲ့ဟာကိုအမကထည့်ပေးနေမှာအမမအားဘူးဆိုရင်ခဏနေကျစည်ရင်းမတွေအားတော့မယ်စည်ရင်းမ3 ယောက်ကိုသူတို့ထည့်ခိုင်းမယ်သူတို့လည်းမြင်တဲ့လူပဲထည့်ပေးမှာပေါ့မမြင်ဘလို့ထည့်မလို့ကံကောင်းရင်ယူကံမကောင်းရင်မယူနဲ့အတင်းအကျပ်တိုက်တွန်းပြီးတော့လောက်တာမျိုးတွေအမကမကြိုက်ဘူးနော်အကျအမဆက်ရှင်းဘလို့ပဲမဆဲတော့ဘူးဒီကကျရင်မဆဲတော့အဖေကမကြိုက်ဘူးအဖေကဆဲတော့မကြိုက်ဘူးအဲကြတော့အမကမဆဲဘူးပေးမယ်ဟိုပါပေါ့အားတဲ့ချိန်ပေးမှာပေါ့တခါလေရေလေးပါလေချိုးအောင်မရေချိုးတာလို့ပါလို့ခဏကျတော့စအောင်ပေါ့အခုလဲအမသချင်းကိုဆိုတဲ့လူတွေအားလုံးကိုပေးမယ်ဆိုတာမရမကဟေးဖုန်းတွေဆက်ပြီးစောရတယ်အခုပြန်ပွဲပါကျမသမီးကိုအသေးဝင်ပေးပါအောင်ကျမသားကိုအသေးဝင်ပေးပါအောင်ဟဲလူတွေကမလုံဘူးလားတော်နော်လူတွေကလူလို့ပြောလဲနားမလဲတာလူတွေနော်ဟိုကောင်မလေးတွေကပြောတယ်အမကအကောင်တွေနဲ့ပဲပေါင်းနေပါလားအကောင်ဆိုတာကဟိုနွားတွေကိုပြောတာနွားတွေနဲ့ဘာလို့ပေါင်းတာလဲဆိုတော့နွားတွေကဖုံးပွေတယ်လားမတော်ဘူးကျွေးရင်စားတယ်မကျွေးရင်မစားဘူးမဟုတ်ဘာမှမပြောဘူးအမကိုသွားရင်တို့ကအမေလို့ခေါ်တာအမထင်တာအမှန်ကတို့ပေါ့တို့အော်ရာနေမှာပေါ့အမကချစ်တော့အတိုင်းထင်တာပေါ့ကွယ်အဲ့လိုမျိုးချစ်တော့အဲ့လိုထင်တာပေါ့အဲ့တော့နွားတွေနဲ့ပဲပေါင်းတယ်နွားတွေခွေးတစ်ကောင်ကိုထမင်းကျွေးကြည့်လိုက်3 နှစ်တိတိမမေ့ဘူးအဲ့ဒီလူကမကြိုက်ဘူးလူတယောက်ကိုထမင်းကျွေးကြည့်လိုက်အခုချင်းထားပါအခုချင်းတန်းမေ့သွားတာအဲ့ဒါကြောင့်မို့လူတွေနဲ့မပေါင်းမဲနဲ့တိရစ္ဆာန်တွေနဲ့ပေါင်းတိရစ္ဆာန်တွေကသစ္စာရှိတယ်လူတွေကသစ္စာမရှိဘူးထားလိုက်ပါတော့ဖုန်းနံပါတ်ရေးခဲ့လိုက်ဒါပဲ